နောက်ဆုံးပုံရတာနော်ဟမ် တွေ့ရကြပြီနော် မတွေ့အော်မိကြတာ ဟုတ်တယ် ဟုတ်ကမတွေ့ရကြပြီအခုမှတ်တော့မမှတ်မိ ခေါ်လာရင်နော် အော်ညီမလေးလည်းခေါ်လာ အကိုကပို့ခေါ်လာပါတယ် အဲ့တော့ကြီးတော့လည်းမပြောပါနဲ့အခုမနေတတ်တော့ဘူး အမအဲ့ဒါတရားဆုံးမယ် ဟုတ်ပြီဆုံးလေနော်ဆုံးမယ်နော်ဆုံးလိုက်နော်ဟောတော့တက်လာနော်တက်လာ ကိုကို ဟမ် ဘသူရော အဲ့ကိုတငယ်ချင်းရဲ့ညီမလေးတွေဘာဖြစ်လို့ အဲ့ဆိုဘာလို့အဲ့လောက်တောင်ရင်းနှီးရဲ့ပုံဖြစ်နေရတာလဲ မရင်းနှီးပါဘူးသူ့ကိုယ်နဲ့ရင်းနှီးတာဟိုသူ့ကိုယ်နဲ့ရင်းနှီးတော့သူနဲ့ကရင်းနှီးသူလို့ဖြစ်နေတာအဲ့လိုပါ အဲ့ဆိုလေသူနဲ့ပဲတွေ့ရောနောက်နေဖုန်းလာမဆက်နဲ့ ဟုတ်လေဟိုကသူကကြတော့လူမှုရေးဒါအချစ်ကြီးအချစ်ကကိုအရေးကြီးတယ်အချစ်နဲ့ပဲတွေ့မှာဘာလို့သူနဲ့တွေ့ရမှာ တွေ့နိုင်ဘူး မဟုတ်လေဟာဒီကဘာဖြစ်တာလဲဟမ်ချစ်တဲ့ချစ်ရဲ့ယုံတော့